ကဲဒီနေ့ကတော့ August လရဲ့ Starlight ဖြစ်တဲ့ Alus skin ကိုကျွန်တော်တို့ဖောက်ပြီးတော့မှ review လုပ်သွားမယ်ပေါ့နော်Alus ကပေါ့နော် Fighter Assassin ဆိုပေမဲ့ပေါ့နော်ကျွန်တော်လည်းတိတ်တော့မကြိုက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကြိုက်တဲ့ပေါ့နော်ဒီ hero ကိုကိုင်တဲ့ brother တွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေအတွက်ဒီ skin ကတန်လားမတန်လားဆိုတာကိုဒီ video ရဲ့ပေါ့နော်ထဲမှာပြပြပေးသွားမှာပါတယ်ဆိုတော့ video လေးကိုစောင့်ကြည့်ပေးပါဝယ်ဖို့အတွက်တန်လားမတန်လားဆိုတာပေါ့နော်video လေးမဆက်ခင်မှာကျွန်တော်ရဲ့ YouTube channel တွေ Facebook channel တွေကိုလည်းအားလုံးလည်း subscribe လေးတွေ like လေးတွေနဲ့ပေါ့နော်ကိုယ့်အမြင်လေးတွေကို comment လေးလုပ်ပေးရပါတယ်ဒါပေမဲ့လည်းကျွန်တော်လည်းနောက်ထပ် video တင်ပို့တော့အားရှိမှာပေါ့နော်ကျေးဇူးပါ Okay let's go ပေါ့နော်ကျွန်တော်တို့ Starlight ဖောက်ဖို့အတွက်ဆိုရင်တော့ပေါ့နော်ကျွန်တော်မှာ diamond က300ရှိတယ် Okay ဆိုတော့သွားလိုက်ကြမှာပေါ့နော်ကျွန်တော်တို့အမြင်ဒီမှာပဲလာပြီးတော့ဖောက်တယ်ပေါ့နော်အရင်ဆုံးတစ်ချိန်နှစ်ချိန်သုံးချိန်အဲ့လိုမျိုးကနေပေါ့နော်ပြန်ပြီးတော့မှသွားပြီးတော့မှဖောက်မယ်ပေါ့နော် Okay ပေါ့နော်ပထမဆုံးအနေနဲ့တစ်ချိန်ကနေစသွားမယ်1 2 3 4ပေါ့နော်ကျွန်တော်အမြင်တော့ဖောက်တယ်ပေါက်စမ်းမပေါက်ဘူးเนาะ60ပဲပြီးတယ် Okay နောက်တစ်ချိန်ထပ်သွားမယ်နောက်တစ်ချိန်ပေါ့နော်ဒါအရင်များပါပဲနောက်ထပ်2ချိန်လောက်သွားမယ်2ချိန်လောက် Okay 2ချိန်လောက်သွားလိုက်မယ်ပေါက်မလားမပေါက်ဘူးလို့เนาะလုံးနောက်ထပ်3ချိန်3ချိန် Okay နောက်ထပ်3ချိန်မှာပေါက်မလားမပေါက်ဘူးတဲ့နောက်တော့3ချိန်လည်းမပေါက်သေးဘူးပေါ့နော်နောက်ထပ်ကျွန်တော်5ချိန်တက်သွားဗျာ5ချိန်တက်သွားမပေါက်လားလို့ Okay ပေါ့နော်မပေါက်သေးဘူးလို့ Okay ပါအဲ့လိုနဲ့ကျွန်တော် diamond 300ကုန်နဲ့ဒီလုံးဝမပေါက်ပါဘူးအဲ့ဒါကျွန်တော် diamond ထပ်ဖြည့်ပြီးတော့မှထပ်ပြီးတော့ဖောက်မှာဖြစ်ပါတယ်လုံးဝမွန်တော့ Okay အဲ့တော့ကျွန်တော်နောက်ထပ်ပေါ့နော် diamond 300ကျော်ထပ်ပြီးတော့ဖြည့်ထားတယ်ဆိုတော့ weekly ဘက်ပါထပ်ပြီးတော့ဖြည့်တော့ပေါ့နော်400ကျော်ထပ်ပြီးတော့မှရပါတယ်ထပ်ပြီးတော့မှသွားပြီးတော့ဖောက်မှာမကျင်တတ်သေးဘူးဒီလိုမျိုးဖောက်တယ်ဆိုရင်ဘာလို့ကျွန်တော်ဒီလိုမျိုးဖောက်တာလဲဆိုတော့ပေါ့နော်ဒီလိုမျိုးဖောက်တယ်ဆိုရင်ကျွန်တော် Starlight fragment လေးရတယ်အဲ့ရနေလဲတစ်ဆင့်ပေါ့နော်ထပ်ပြီးတော့ကျွန်တော် skin တွေယူလို့ရသေးတယ်ပေါ့နော်ကြည့်အောင်လို့ခုဒီကိုမဖောက်ပေးသေးဘူးလို့နော်19နိုင်ချိန်ပဲကျန်တော့တယ်လို့နော် Okay မှာတော့ပေါက်ပါပြီ Okay ဆိုရင်တော့ဒါကျွန်တော် Starlight တွေသွားပြီးတော့မှဝယ်ပြီးတော့မှလောက်တော့မှာပေါ့နော်ဆိုတော့ Starlight ကတော့ပြောတဲ့အတိုင်းပဲအားလို့ဖြစ်ပါတယ် Okay လောက်လိုက်တော့မှာပေါ့နော်ရမယ့်ဟာရတော့အလုံးမဲမြင်တဲ့အတိုင်းပါပဲဘလာကျွန်တော်အကုန်လုံးတော့ရှင်းမပြနေတော့ဘူးပေါ့နော်ဒီ fact တွေကတော့ဒါ animation fact တွေရမယ်เนาะကျွန်တော် killing rotation တွေရမယ်ပေါင်တွေရမယ်နောက်ပြီးတော့ crystal လေးတွေရတယ်ပေါ့နော် gold crystal လေးတွေရတယ် Okay ဆိုတော့ယူလိုက်တော့မယ်လာမေးတယ်ဆိုရင်တော့ကျွန်တော်တို့အရင်တော့မကြိုက်ရပါဒါပေမဲ့ဒီလားသူရဲ့ပေါ့နော် animation ပေါ့နော်လာရုပ်နေပါညာအနေထားကကတော့တကယ် epic skin လို့ပဲเนาะမိုက်တယ်မစိုးဘူးဒါဆိုရင်ကျွန်တော်ဒီနေ့gameplay တွေနည်းနည်းလေးသွားပြီးတော့ကြည့်ကြမယ်ပေါ့okay ပေါ့နော်ဒီမှာကတော့ skill 1ပေါ့နော် skill 1ကတော့အားလုံးမြင်တဲ့အတိုင်းပေါ့နော်ပြီးမယ်နောက်ကနေအမုံလေးတွေပါလေးရဆိုတော့လာတယ်မစိုးပါဘူးပေါ့နော်not bad okay ဆိုတော့ရိုက်တယ်ပေါ့နော်အဲ့မှာရိုက်တဲ့ဟာရိုက်တဲ့အခါမှာဆိုရင်ပေါ့နော်သူက normal ကျွန်တော် basic အထက်ရိုက်တာပေါ့နော်အဲ့ basic တက်ရိုက်တာလည်းလှတာတော့လှဆိုတော့နောက်ထပ်ပေါ့နော် skill 2ပေါ့နော် skill 2ကကျတော့ပစိမ့်နဲ့ရိုက်ချတာပေါ့နော်လှရတယ်ဒါလို့မိုးကြိုးလေးတွေခါပါဒါတော့ skill 2 blink ပေါ့နော် skill 2 blink ခုံပြီးတော့မှပေါ့နော်ရိုက်တာလှတော်လှ Okay ဒါကတော့ RT ပေါ့နော် RT ကတော့ပိတ်ရမ်းတာပေါ့နော်တော်တော့လှတယ်နော်တော်လှတယ်မကြည့်အနီးကွက်နဲ့ပြန်ကြည့်မယ်ဆိုတော့သူရမ်းတဲ့ဟာကပေါ့နော်မိုးကြိုးတွေပါနော်အကုန်လိုက်ပြီးတော့မှသွားတာပေါ့နော်နဂါးလို့ပါလို့နေတည်ရမလားသူရဲ့ဟိုနော်သူကကျတော့မသိဘူးဗျာလှတယ်ဗျာဘယ်လိုကြည့်ရတယ်လေလေဝေလေးတွေပါလေကြိုက်သွားတယ်တည်ရမလားပစိန်နဲ့ပေါ့နော်ဒီမှာတခြားသူမြင်ရတယ်ပစိန်လေးနဲ့နောက်ပိုင်းကမှဖြစ်ပြီးခေါ်တာဆိုကောင်းပါတယ် Okay ပါဆိုတော့ဒါငယ်ချင်းတို့လည်းဒါဘလို့ထင်လဲပေါ့နော်ဒီ skin ကတန်လားမတန်လားပေါ့နော်ကျွန်တော်တော့တီးတော့မတီးဘူးဒါပေမဲ့ Starlight ကဆိုတော့ဝယ်ထားတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တော့ချားဟာလေးတွေပါရှိနေတဲ့အခါကျတော့ပေါ့ကျွန်တော်တော့ဝယ်ရတယ်ပေါ့နော် Okay ပါဆိုတော့အားလုံးလေးပဲတန်လားမတန်လားပေါ့နော်အောက်မှာ comment မှာလည်းရေးပေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တော့ထန်တော့6လောက်ပေးပါတယ်
ဒီ skin ကတန်လားမတန်လားဆိုတာတော့ပေါ့နော်တကယ်ချင်းတို့ပဲကိုမမှာရေးပေးသွားလို့ရပါတယ်ပေါ့နော်โอเคပါဆိုတော့ကျွန်တော်နောက်ထပ် video တွေမှာထပ်ပြီးတော့တွေ့မယ်ဒီ skin ကိုလည်းကျွန်တော်ဝယ်ပြီးဆိုရင်တော့နည်းလေးတော့ကင်ကြည့်မှာပေါ့နော်ပြီးရင် review လေးပါထပ်ပြီးတော့လုပ်ပြပါမယ်နော်အခုဒီပေါ့နော်စုံနေဒီကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာတွေ့ကြမယ် bye bye